တွေလုံချတဲ့ရွာသားမို့ပါယုံမာတဲ့ခမပြောတဲ့စကားတွေအညာတွေကဘူပါရဲ့ပြောကြောက်ရင်ဝင်ပဲပဲချမ်းသာပို့ပူလို့လိုက်တာဘာကြောင့်မလဲကျုပ်တဲ့ကိုခမခွဲခဲ့တာလူအချမ်းသာအသေးကလူတွေကျုပ်တောင်းမဲ့တလောက်ကျုပ်တဲ့ကဖြူတယ်ရှာပြီးခမကျုပ်ကိုချစ်ပါတယ်အပြစ်မရှိပြစ်ရှာပြီးလဲကျုပ်တဲ့ကိုခမခွဲတယ်အညာသားကြီးကိုမှအညာပုံမြင်တွေပြောခဲ့သူကြီး